မင်္ဂလာပါရှင်ဒီကနေ့မေလ18ရက်နေ့အတွက်မနက်ခင်းမိုးလေဝသသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ18ရက်နေ့ညနေထိမကွေးတိုင်းချင်းပြည်နယ်နဲ့ကရဏီကယားပြည်နယ်တို့မှာတိမ်အသေးနဲ့ဖြစ်ထွန်းနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာဆဲဆဲနဲ့ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရှာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်တိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့မန္တလေးမြို့တို့ရဲ့အနီးတစ်ဝိုက်မှာဒီကနေ့ညနေထိနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရှာနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်မှာလည်းဒီကနေ့ညနေထိမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာနိုင်ပြီးရွာရန်ရှာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်တိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေတာကြောင့်အဆိုပါမိုးတိမ်တောင်တွေရွေးရှာရနေရတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလက်စီလက်ထောင်နဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့လိုအပ်ပါမယ်။မြို့ဝကျွန်းမော်တမခွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြားရောက်ပြီးလှိုင်းအသင်းတန်းကနေလှိုင်းကြီးနိုင်ကမိုးသက်လေပြင်းကြားစမှာရေပြင်မြေပြင်လေကတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က9ပေကနေ9ပေခန့်အထိရှိနိုင်ပါတယ်။ကျန်မြမပင်လယ်ပြင်မှာတော့လှိုင်းအသင်းနဲ့ရှိမှဖြစ်ပြီးလှိုင်းမြင့်ကရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေကနေ9ပေခန့်အထိရှိနိုင်ပါတယ်။နောက်2ရက်အတွင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးဆက်လက်ပိုနေမှာဖြစ်ပါတယ်။အနောက်တောင်မုတ်တုံလီကမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုမနေ့ကမေလ16ရက်နေ့မှာစတင်ဝင်ရောက်နေပြီလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။မုတ်တုံလီစတင်ဝင်ရောက်မှုအရှိန်နဲ့ဘင်္ဂလားပင်လယ်အော်အတွင်းမှာရှိတဲ့လေးတုမတည်ငြိမ်မှုတွေကြောင့်တနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမေလ16ရက်နေ့ကနေ23ရက်နေ့အထိမိုးရေချိန်10လက်မကနေ14လက်မခန့်အထိမိုးအလွန်သဲထန်စွာဆက်တိုက်ရွာသွန်းနိုင်ပါတယ်။ရခိုင်ပြည်နယ်ကကမ်းရိုးတန်းတစ်လျှောက်မှာတော့အထူးသဖြင့်တောင်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာ9လက်မကနေ17လက်မအထိရွာသွန်းနိုင်ပါတယ်။အေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းဘက်ကမြို့ဝကျွန်းမော်နဲ့အနီးတစ်ဝိုက်ဒေသတွေမှာမိုးရေချိန်9လက်မကနေ10လက်မအထိရရှိနိုင်တာကြောင့်မိုးအသင့်ကနေမိုးကြီးနိုင်ပါတယ်။ပဲခူးတိုင်းနဲ့ကရဏီကယားပြည်နယ်ဘက်ကအရှေ့ဘက်တောင်တန်းနဲ့တောင်ငူပဲခူးလမ်းကြောင်းတစ်လျှောက်မှာ3လက်မကနေ9လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်ဘက်ကမြောက်ဘက်အစွန်းနဲ့အနောက်ဘက်တောင်တန်းဒေသတွေမှာအပူပိုင်းလေတုမတည်ငြိမ်မှုတွေကြောင့်ဒေသအလိုက်3လက်မကနေ6လက်မနီးပါးအထိရရှိနိုင်တာကြောင့်မိုးများနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးရေချိန်2လက်မကနေ9လက်မနီးပါးအထိမိုးအသင့်အတင့်ရရှိနိုင်ပါတယ်။နေပြည်တော်နဲ့ကရဏီကယားပြည်နယ်ဘက်မှာ1လက်မအထက်ကနေ3လက်မအကျော်အထိမိုးအသင့်အတင့်ရွာသွန်းနိုင်ခြေရှိပါတယ်။မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာတော့မိုးရေချိန်လက်မဝက်အထက်ကနေ1လက်မကျော်အထိရရှိနိုင်ပြီးနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။မေလ23ရက်နေ့ထိမြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသတွေမြဝကျွန်းမော်ဒေသနဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကတောင်တန်းဒေသတွေမှာမိုးရေချိန်အလွန်များပြားနိုင်တာကြောင့်မုတ်တုံကာလအတွင်းဖြစ်ပေါ်လေးရှိတဲ့ရုတ်တရက်မိုးကြီးတာနဲ့လျှက်တစ်ပြက်ရေကြီးတာတွေကိုသတိပြုဖို့လိုအပ်ပါမယ်။ဒါပြင်တောင်တန်းဒေသတွေမှာတော့မြေပြုံမှုအန္တရာယ်ကိုကြိုတင်သတိထားကြဖို့နဲ့ကမ်းရိုးတန်းနဲ့ပင်လယ်ပြင်မှာတော့မုတ်တုံလေအရှိန်ကြောင့်လေပြင်းတိုက်ခတ်တာနဲ့လှိုင်းကြီးတာတွေရှိလာနိုင်လို့ရေကြောင်းခီးသွားလာမှုတွေကိုအထူးသတိပြုကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်ရှင်။